ကဲဟယိုမင်္ဂလာပါဒီနေ့ကျွန်တော်သတင်းကောင်းတစ်ခုကိုလည်းပြန်ပြတော့ပြောချင်ပါတယ်သတင်းကောင်းကတော့2026ခုနှစ်နှစ်တိကနေစပြီးတော့ကျွန်တော်သတင်းကောင်းကိုပဲကျွန်တော်ကျင်ရချင်ပါတယ်ခင်ဗျသတင်းကောင်းဆိုတာကလူတိုင်းကကြိုက်တယ်ကျွန်တော်တို့ကလိုအပ်တယ်သတင်းကောင်းကိုပဲလိုအပ်တယ်နော်အမေရိကမှာပါသတင်းကောင်းရှိတယ်အဲ့ဒီဖုန်းတွေက USA မှာရှိနေတဲ့ Asian လူမျိုးတွေပေါ့နော်ဆိုတော့ကျွန်တော်မြန်မာတော့မပါဘူးဒါပေမဲ့ Thai တွေကမ္ဘောဒီးယားတွေ Vietnam တွေလို့တော့ကြားတယ်အားလုံးအများကြီးပေါ့နော်သူတို့အဲမဟုတ်ဘဲနဲ့ခွေးပါသွားတာကိုကျွန်တော်တွေ့ရပါတယ်နော်ဒီမှာခွေးကလေးလဲလာလျှောက်တယ်တွေ့လားဆိုတော့သူတို့ရဲ့ peace walk ကအရန်ကိုပဲစိတ်ဝင်စားစရာကောင်းတယ်လူတိုင်းကစိတ်ဝင်စားတယ်နော်အဖြူတွေမဲတွေအလုံးစုံဒီမှာဘာသာပေါင်းများစွာကခရစ်ယာန်ဘာသာဖြစ်မွတ်စလင်ဗုဒ္ဓအလုံးကလေအရန်စိတ်ဝင်စားတယ်ဘာလို့ဆိုတော့ peace ဆိုတာကလူတိုင်းကကြိုက်တယ်လေငြိမ်သက်ခြင်းဆိုတာလူတိုင်းကကြိုက်တယ်ဆိုတော့ချစ်ချင်းမေတ္တာတွေ peace တွေ Texas ကနေ Houston Texas ကနေစားပြီးတော့သူတို့ချစ်ချင်းနဲ့ highway မှာလမ်းလျှောက်တယ်ပြည်နယ်လမ်းလျှောက်ကြတယ်ဆိုတော့လူတွေကပန်းပေးတာတွေရေးပေးတာတွေကျွန်တော်တွေ့ရတယ်လူတွေကကတော့တယ်ရှိခိုးကြတယ်ဒါမျိုးတွေတွေ့ရတယ်အရင်ကပဲဂျီနူဖို့ကောင်းတယ်နော် peace လို့တဲ့လူတွေကတော့ကျွန်တော်တို့ကကြိုက်တယ် welcome တယ်လေပြဿနာကောင်းတွေကပဲကျွန်တော်တို့မကြိုက်တာနော်ပြဿနာကောင်း terrorist တွေကိုကျွန်တော်တို့မကြိုက်ဘူးမုံတီချင်းတွေကိုအမုံဖွာတာကိုကျွန်တော်မကြိုက်ဘူး criminal တွေတတ်တာတွေရိုက်တာတွေအဲ့ဒါမကြိုက်ဘူးဒါပေမဲ့အခုလိုမျိုးpeace လေးလို့တာတွေချစ်ချစ်မြတ်တာတွေပွားစေတာတွေအဲ့ဒါအရင်ကိုပဲဒီမှာလူတယောက်ဆိုကလေးပိုးရင်းနဲ့နော်ကလေးပိုးရင်းနဲ့သူတို့တော့မှလိုက်သွားတာလေကြည့်အောင်အိုးရေကားလည်းရှိတယ်နော်ဟိုမှာတွေ့လားရေကားကရှေ့ကနေပေါ်သွားတာဒီမှာကလေးမီလဲနောက်ကနေတကောက်ကနေလိုက်လာတာလေသူကလေးအတွက် peace ယူချင်လို့ဖြစ်မှာပေါ့ဒီကပလီကောင်ကအခုဗီဒီယိုလောက်တာပေါ့နော်သူ့ဗီဒီယိုပါပဲဒါတော့ခွေးကလေးကိုပဲနော်ခွေးကလေးကိုကျွန်တော်တနာစရာကောင်းနော်အင်ဂျီလေးတွေဝတ်ပေးတယ်တနာစရာကောင်းလို့ဆိုတာကသူလည်းခီးဝေးကြီးလမ်းလျှောက်ရတာတော့ပြင်ပလာတော့မသိဘူးလေသူလည်းမစကားမပြောတတ်တယ်ဆိုတော့နာမည်ကျွန်တော်ထင်မှာတော့ပြင်ပမှာပါခွေးလေးလဲကြည့်ရတာရောက်20တော့ကြော်မယ်အိုး highway ကြီးမှာနော် American highway ကြီးမှာဒီလောက်ချမ်းတဲ့ရက်လာရတင်မှာအခုကဆောင်းရသေးတယ်ကွာဆောင်းရသေးဆိုချမ်းတာပေါ့ကွာအမေရိကမှာဆို snow လဲကြားတယ်လေဆိုကြည့်ရတာသူတို့ peace walker ဆိုတော့ peace နဲ့တော့ရခါမှာ snow လဲမတွေ့ဘူးရေခဲလဲမတွေ့ဘူးအဲ့ဒါသူတို့ရဲ့ဖျားကမဆာလို့ဖြစ်မှာပေါ့ကွာဒီမှာခဏရေကြည့်မယ်နော်လူက1 2 3 4 5 6 7 8 9 10 11 12 13 14 15 15ရောက်တော့ကျွန်တော်ရေးနိုင်တယ်တွေ့တာပေါ့နော်ဆိုတော့ဒီ15ရောက်ထက်တော့များနိုင်တယ်အရေးအတွက်တော့ကျွန်တော်မသိပါဘူးဘာပဲပြောကျွန်တော်အဓိကဒီမှာ message ပေးချင်တာကတော့ peace ဆိုတာကသူတို့ကယူလာတယ်အဲ့ဒီတွားတဲ့နေရာတိုင်းမှာသူတို့က peace တွေကိုပွားစေတယ်ချစ်ချင်းမြတ်တာတွေကိုပွားစေတယ်ဒါမျိုးတွေကိုကျွန်တော်တို့က welcome ရတာပေါ့နော်ဆိုတော့လူတိုင်းကကြိုက်တဲ့ຢာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ကသူတို့ဒီလိုလှုပ်ချင်တာဖြစ်အမေရိကန်ဟာငြိမ်သက်ချင်းရှိတယ်လို့ခံစားရတယ်နော်ဆိုတော့ဟုတ်ပါတယ်ငြိမ်သက်ချင်းဆိုတာကတခါလေကိုယ်ဖန်တီးရမယ်လေတိလားဘယ်ကသွားယူမလဲဘယ်မှာသွားကောင်းမလဲနော်တခါလေကိုယ်ဖန်တီးရမယ်ရန်ဖြစ်ချင်းစိတ်တွေကိုရှော့ချရမယ်ပြီးတော့အယံမုန်းတဲ့လူတွေကိုလည်းချစ်နိုင်အောင်ခင်နိုင်အောင်ကိုယ့်ဖက်ကလည်းစူးစမ်းဖို့လိုပါတယ်ဆိုတော့တခါလေလူကအယံကိုချစ်စရာမကောင်းတဲ့လူလည်းဂျုံနိုင်တယ်ဒါမဲ့သူတို့ရဲ့လူသားချင်းပဲစာနာတဲ့စိတ်နဲ့ပေါ့နော်ခုတော့သူတို့က peace walker တွေကခုတော့ကျွန်တော်တို့ကိုတင်ပေးတာကိုအယံကောင်းတယ်ကျွန်တော်ခရီးယန်ဘာသာမှာလည်းလေချစ်ချင်းမေတ္တာရှိရမယ်တနာရမယ်ဆိုတာဝิญဉ်ကျွန်တော်တို့ဝิญဉ်ရဲ့အတိအပွင့်လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ကပြောင်းလဲလာတဲ့ခါမှာပြောင်းလဲတယ်ဆိုတာကကျွန်တော်တို့ခရစ်တော်ကိုယုံကြည်တဲ့ခါမှာကျွန်တော်တို့ကပြောင်းလဲတာပေါ့ဖခင်သားသမီးအဖြစ်ပြောင်းလဲတယ်
ဆိုတော့ဝိညာဉ်ရဲ့တီးပွန်းဆိုတာရှိတယ်အဲ့လိုပါပဲအခုဘုန်းကြီးတွေလည်းတို့ရဲ့အယူဆတွေမှာလည်းချစ်ချင်းမေတ္တာတွေကိုပွားစေတယ်ငြိမ်သက်ခြင်းတွေကိုတို့ကဖန်တီးရတယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အဲ့ဒါကောင်းတဲ့ຢာတွေပဲအရန်ကိုပဲကြည့်လို့ကောင်းတဲ့ဟာတွေပေါ့နော်ဆိုတော့ကျွန်တော်ဆက်ကြည့်အောင်မယ်နော်အမေရိကန်နိုင်ငံရေးပြဿနာဘာသာရေးပြဿနာအမျိုးကျွန်တော်တို့ကကြုံရတယ်ပြီးတော့အခုဆိုလို့ရှင်တော့ immigration နဲ့ပတ်သက်တာတွေပေါ့နော်ကွာအမျိုးကွာဆိုတော့ deportation တွေကြုံရတယ်ပြီးတော့ fraud ဆိုတာတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့ကွာမလုံခြုံပါဘူးပြီးတော့ငင်းသက်ချင်းဆိုတာမရှိပါဘူးဆိုတော့အဲ့လိုမျိုးလူတွေကစိတ်အယံကိုပဲဖြစ်စီမှုတွေများလာတဲ့အခါမှာဒီဗုဒ္ဓဒီကအခုလို peace ဆိုတာကိုယူလာတာကိုကျွန်တော်တို့တွေ့ရတဲ့အခါမှာအယံကိုပဲလူတွေကပီတိဖြစ်နေတယ်လေဟာတို့ကပဲဒါမျိုးတွေကိုလုံနိုင်တာเนาะကျန်တဲ့လူတွေကမလုံနိုင်ဘူးဒီတော့ပါပဲအခုကျွန်တော်အခုဗီဒီယိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ peace တွေကိုယူလာတဲ့လူတွေကိုကျွန်တော်အားပေးတဲ့ support တဲ့အဲ့လိုပါပဲကျွန်တော်လည်း peace လိုအပ်တယ်အဲ့တော့ကြောင့်တို့ရဲ့ peace ကိုကျွန်တော်စီမှာကူးလာတယ်ကျွန်တော်လည်းဒီနေ့တည်းမှာ peace နဲ့စမယ်အဆုံးမှာလည်း peace နဲ့ဆုံးရအောင်လို့ကျွန်တော် message ပေးချင်ပါတယ်ကွာအရောက်ချင်းစတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးကြပါစေအာမင်